ကဲဟေ့စာလုံးမနေနဲ့ ဟော ထားလိုက် မင်းကိုကမလုပ်ရနေလေကွာသူများလုပ်နေ ဩကြောင်းပြေးတော့လည်းအတူတူစာမလုပ်လည်းအတူတူပဲဘာမှလာလုပ်နေနဲ့ ဟာမင်းတို့ခိုးချပြီးအောင်လာမို့တော့ငါစားလုပ်ပြီးတော့အောင်လာဘာမှ ခိုးချတဝက်လောက်ပဲခိုးချတာပါတဝက်လောက်ငါညင်လည်းပါပါတယ် မလီ ညက် ဘာကြီးလဲ စားကြည့်စမ်းပါအားနာစမ်းမလို့ဒါလေးအေးဆေးပဲ9မိနစ်ကျလိုက်အခုရ one subject one night ဟိုဘက်ခဏသွားလိုက်အောင်မယ် အေးပါဟေ့အောင်ညနေပြန်လာအောင်တော့ အေးပါဘာဖြစ်တာလဲဟဲဒီကေရှင်းဘယ်လိုလုပ်လိုက်တာလဲကျမစတဲ့မှာ PK ကတ်ကုန်ပြီ ဟမ် ရှင်းရတယ်အဲ့ကောင်ကြောင့်လာဖြစ်ပြီးတော်တော်စိတ်ကမရှိရဘူးအဲ့လိုမျိုးခုံမှာ PK လိုက်ကတ်ထားလို့ရမှာလေ အဲ့ကျွန်တော်မ ဘာမှလာရှင်းပြရမယ်လေကျမဆိုရင် PK ကတ်ကုန်ရှင်းအောင်လုပ်နေမှာလေပြောရှင်းပြောနေရလေဘာကြောင့်ကြည့်နေရလဲ ဟဲ့တော်ပြီဘလို့ဖြစ်နေရလဲ အားလုံးဒီလိုစိတ်မှာ ဒီမှာအဲ့ဘီကကျွန်တော်ကတ်ထားတာဒီကောင်ကတ်ထားမှာမဟုတ်ဘူး ဘာလို့တိတ်သွားတော့စက်ပြောလေတက္ကသိုလ်ကျောင်းလေးဖြစ်နေပြီးတော့ကိုထင်တာကိုရမ်းပြောတော့မကောင်းထင်တယ်နော် ရှင်းပြတာမဟုတ်လေရှင်းနေနေကတ်တာလေအတူတူပဲပေါ့ အဲ့ကိစ္စတော့ကျွန်တော်တောင်းပန်ပါတယ်တောင်းပန်တဲ့အနေနဲ့လေမုံလေးတစ်ခုလောက်သွားစားအောင် အားနေမှာလို့ စားချင်တယ်လားဟာတွားရအောင် မစားရင်လည်းပြီးတာပဲ အဲ့ဒါမင်းကြီးအချိန်တော့ဖြတ်လိုက်ငါမင်းပါမရအပွဲရှိမှာ ဟာရအောင်ဒီနေ့တော့ငါမဖြတ်တော့ဘူးကွာမနေ့ကလည်းပြတ်ခတာမင်းကြောင့်လေ အဲ့မနေ့ကဟောင်းလေးလုပ်လိုက်ရတယ်ကွာ တော်ပြီသွားရမယ်ညရော အဲ့လိုပဲသွားကွာ sorry နိုင်တာရှင်းမဲဟို ရရလား ရမတင်နဲ့လက်အောင်မမြင်ဘူးလားမသိဘူးလား ကျောင်းလက်တက်ပြီခဏမလဲဘူးလက်တော့ ရရလား မလိုပါဘူး ချစ်တဲ့နှလုံးသားရှိပြီမေချစ်တဲ့ဆိုတဲ့စကားမပြောနိုင်ခဲ့သူမုန်းသွားမှလေ အကိုဒီမှာပလတ်စတာ မထိန်ချုံနိုင်တော့တဲ့ချစ်တွေနဲ့တနေ့တော့ဖွင့်ပြောခဲ့မိတော့လေညော်လင်းငယ်ပြီမေဘာတူလဲမင်းမမချစ်တာငါတဲ့ရီလေးချစ်ခွေရ ဟိုင်းဘေးလျှောက်သွားအတမ်းမတက်ပဲနဲ့
ငါခုနကိစ္စတော့ကွာစိတ်မကောင်းဖြစ်နေအာသူတောင်းပန်စာလေးနဲ့စီလေးပေးချင်တော့ ။အော်အဲ့ဒါလည်းမတော့ပြလိုက်လေမင်းက မင်းမပြေးရပါဘူးလောက်တော့အော်နေနေဥစ္စာငါပဲဖတ်လို့ ။အေးပါ။အဲ့ဒါဆိုရင်အဲ့ဆောင်ငါသူ့ကိုတော့ပြပေးမယ် မင်းကပြောရလား ။တကယ်ပြောတာ ရောက်အဲ့ဆိုတော့ပြီ ။ငါခုတော့ပြပေးမယ်။ဟုတ်ဟိုပါလေဟိုခုနကျွန်တော်ကြောင့်ဖြစ်သွားတဲ့ကိစ္စအတွက်တောင်းပန်ချင်တယ်ဒီစာရေးလက်ခံပေးပါအောင် ရပါရဲ့ရှင်လောက်တာမှမဟုတ်ပါပြီးတော့ကျမလည်းစိတ်ထဲမရှိတော့ပါ ဟိုပါလေစိတ်ထဲတကယ်မရှိတော့ဘူးဆိုရင်ဒီတစ်ခါတော့မိုးလေးတူလိုက်စားပါလား အင်းမဟုတ်ပါတယ်ငါတို့လည်းပိုက်စာလို့ညာစီးရင်တော်မတူတွားလိုက်မလို့နော် လာပါသွားဆောင်အောင်နော် နော်လာတော့မယ် လာ ခုနကိစ္စတော့လေကျွန်တော်အလုံးမတောင်းပန်ပါတယ်အဘကထင်နေလို့တမင်လုပ်လိုက်တော့မဟုတ်ပါဘူး တော်သေးရပေါ့ကျမရှင်တောင်းမှန်တော့ ညာ ဟဲ့အဘကလုံးမနေတော့နေပါမိတ်ဆော မင်းမချစ်တာငါတဲ့ရီလေးချီခွေရကြိုးစားခဲ့တဲ့မြခွေရည်လေးကိုဆုံးတော့ဘယ်တချစ်ကဒီကိုရင်ခေါ်လာခဲ့တဲ့မြမျိုးလင်းချက်တွေကအိမ်မက်ကူလိုပဲပြောင်းဆုံးသွား Zen Entertainment.